အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အယုဒ္ဓယမြို့ကျောက်ဖျားမြစ်ပေါ်မှာတည်ရှိတဲ့ Masjid Darus Sunnah ဆိုတဲ့ရေပေါ်ပလီလေးကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်ပလီရှိကိုရောက်ပြီဆိုတာနဲ့ဒီလိုအနေထားမျိုးလေးနဲ့တွေ့ရတာပေါ့နော်လေလေးတွေတွေ့ရတယ်အဲဒီမှာယာယီသွားဖို့အတွက်ရှောင်းလမ်းလေးလုပ်ပေးထားတာကိုလည်းတွေ့ရပါတယ်ပလီရဲ့နာမည်ကတော့ Masjid Darus Sunnah လို့ခေါ်ပါတယ်။အယုဒ္ဓယမြို့ရဲ့အနားကရှိတဲ့ရေပေါ်ရွာလေးတွေမှာတည်ရှိပါတယ်။ပလီထဲကိုဝင်တဲ့လမ်းမှာဒီကလေးလေးကိုတွေ့လို့နှုတ်ဆက်ခဲ့ပါသေးတယ်။ Assalamu alaikum သူကတော့ပလီသွားမဲ့လမ်းတွေကိုကျွန်တော်ပြောပြတာပဲပေါ့နော်။ဒါမဲ့ကျွန်တော်ကသူ့စကားနားမလည်တဲ့ခါကျတော့အရှိကိုဆက်ပြီးတော့လည်းသွားလိုက်တဲ့ခါကျတော့ကျွန်တော်ကပလီအပေါက်မှားသွားပါသေးတယ် Oh okay ပလီရဲ့ဝင်းထဲမှာလည်းအဲ့ဒီလိုမျိုးအိမ်လေးတွေလက်လက်ပပတတိတသက်နဲ့ဆောက်လုပ်ထားတာကိုလည်းတွေ့ရတယ်ပေါ့နော်တကယ်တမ်းကျတော့ဝင်ရမှာဒီအပေါက်ကပေါ့နော်ကျွန်တော်ကဒီနေရာကိုတခြားသူတယောက်ပိုင်နေမြေကွက်ပဲထင်ပြီးတော့နေမဝင်လိုက်ဘူးပေါ့နော်မီမီအိမ်လေးတွေကလည်းတက်တက်ရရနဲ့လက်လက်ပပတသက်ရှင်းလေးတွေဆောက်လုပ်ထားတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်တနေရာနဲ့တနေရာကိုကူးလူးသွားလာတဲ့နေရာမှာအဲ့လိုလှေလေးတွေနဲ့သွားတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်နောက်ဆုံးကျတော့ဒီအပေါက်ကဝင်ရမယ်ဆိုတာသိပြီးတော့ပြန်လာခဲ့တယ်ပေါ့နော် ဒါလေးက ဒီနေရာကကျတော့ကဘက်စတန်မှာအထဲမှာကြောင်းနေအများကြီးရွေးတွေ့ခဲ့ပါတယ် ကဘက်စတန်ပဲဒါကဘက်စတန် Assalamu alaikum ya ahl al-qubur Bismillahဒါလေးကကြောင်လေးတွေကညားလုံးလို့အဲ့ဒီတဝင်းလုံးမှာဘယ်နေရာကြည့်ကြည့်အဲ့ဒီခြုံလေးတွေထဲမှာကြောင်လေးတွေအိတ်နေတာကိုလည်းတွေ့ခဲ့ရပါတယ်ဒါကတော့ပလီကိုဝင်ရမယ်အပေါက်ပေါ့နော်ကျွန်တော်ကခုနဟိုဘက်ကနေသွားပြီးတော့နေတဝင်းမှုလောက်တာပေါ့တကယ်တမ်းကျတော့ဟိုဘက်ကအပေါက်ကကျတော့ရေတက်နေတဲ့အချိန်ဆိုဝင်လို့မရပါဘူးအကြောင်လေးတွေအများကြီးပဲဟိုးပူစီလေးတွေအများကြီးပဲဒီကနေဝင်ရမှာပါโอเคကြောင်ရှင်းနေနေတော့အလစ်တဲပေးရပါတယ်Assalamu alaikum ဒါကတော့ပလီရဲ့အနောက်ဘက်ခြမ်းပေါ့နော်ပလီရဲ့နောက်ဘက်ခြမ်းမှာဟိုဘက်ကိုလမ်းကြည့်မယ်ဆိုမြည်ရည်တွေစီးနေတာကိုမြင်တွေ့ရမှာပါသူတို့ကတနေရာနဲ့တနေရာကိုသွားတဲ့အခါမှာဒီလိုမျိုးဘုတ်လေးတွေနဲ့သွားကြတာကိုလည်းတွေ့ရပါတယ်ဒီညီးဖွားနှစ်ယောက်ရေကူးနေတာကိုသဘောကျပြီးတော့နေရိုက်ကူးခဲ့တာပါမိုးရင်းဆိုလို့ရှိရင်ရေတော်ကြီးမဲ့ပုံလဲထင်မိတယ်ပေါ့နော်ဒါကတော့ပလီမိန်ထဲကိုဝင်ရမယ့်နေရာပေါ့နော်ပလီကတော့ရှေ့ဟောင်းပုံစံလေးပဲပေါ့နော်သူကတော့ရှေ့ဟောင်းဒီဇိုင်းပုံစံမျိုးလေးရိုးရိုးရှင်းရှင်းနဲ့ဆောက်လုပ်ထားတာကိုလည်းတွေ့ရပါတယ်မေဟရပ်နေရာလေးဆိုလို့ရှိရင်လည်းတင်းနဲ့ဆောက်လုပ်ထားပြီးတော့နေခုတပါခုံနေရာလေးကလည်းတစ်ခုံရိုးရိုးရှင်းလေးပါပဲဒါကတော့ပလီရဲ့အိမ်ဘေးနားကအိမ်လေးကဦးလေးတယောက်ကထွက်ပြီးကြည့်နေလို့သူ့ကိုလည်းရိုက်လိုက်တာပါကျွန်တော်ရောက်နေတဲ့အချိန်မှာ tourist တွေလည်းရောက်နေတော့သူ့ကိုတက်ပုံတွေရိုက်နေတာကိုသူကရိုက်ခံပေးနေတာပါ
ပလီတီရှိတဲ့နေရာလေးကအရန်ကိုအေးချမ်းပြီးတော့နေချင်းစပွဲကောင်းတယ်လို့လည်းထင်မိတယ်ပေါ့နော်ကြောက်ဖျားမြေရဲ့အေးမြမှုနဲ့ဒီပလီတီရှိနေတဲ့နေရာလေးနဲ့ဆိုလို့ရှိရင်ဒီနားမှာအေးမြတဲ့ဓာတ်လေးတစ်ခုလည်းခံစားရတယ်ပေါ့နော်ဟိုအပြင်မှာလုံးမပူလောင်နေပဲနဲ့မပူနေပဲနဲ့ဒီထဲမှာဒီရေရဲ့အေးမြမှုနဲ့အေးစိတ်လေးဖြစ်နေတာကိုလည်းခံစားရပါတယ်ဒါပလီရဲ့အနောက်ဘက်မှာရှိတာပေါ့နော်ဒါပလီရဲ့မြေဘက်ကနေရိုက်ထားတဲ့ပုံစံပါငွေချင်းတို့လည်းအယုဒ္ဓယမြို့ကိုရောက်ခဲ့မယ်ဆိုရင်ဒီပလီလေးကိုတစ်ခေါက်လောက်သွားလေကြည့်လိုက်ကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်